ကျွန်တော်မိမဒီတစ်ခေါက် steak စားခြင်းနဲ့ဆိုလို့ steak လုပ်ပေးပြီးပါတယ်မိုးခိုသားလေးကိုရေးစင်အောင်တုပ်ပြီးတော့ကျွန်တော်စားရယ်ငရုတ်ကောင်းရယ်ကိုဟိုဘက်ဒီဘက်ဖြူလိုက်ပါတယ်မဲသားကို steak လုပ်မယ်ဆိုရင်ရေမစေးရပါဘူးသူ့မှာပါတဲ့ရေတွေကိုလည်းပြောင်းသွားအောင်လို့ tissue လေးနဲ့တခြားလေးတုပ်ပေးပါရေမတုပ်ရင်အိုးထဲမှာကင်နာမှုပဲနဲ့ပြုတ်သလိုဖြစ်သွားမှာဆိုလို့ပါ steak နဲ့စားဖို့အတွက်အာလူကြောင်းလေးလည်းပြင်ထားလိုက်ပါတယ်အိုးထဲမှာရေတော့မဲစီကိုထည့်ပြီးတော့တစ်ဖက်ကို2မိနစ်စီဟိုဘက်ဒီဘက်ကင်ပါဘက်ကို2မိနစ်ပြည့်ပြီဆိုရင်တော့ထောဘက်ရယ်ကြက်သွန်ဖြူရယ် rosemary ရယ်ထည့်ပြီးတော့ paste လုပ်ပေးပါထောဘက်ရေလေးတွေပက်ပြီးသွားပြီဆိုရင်တော့မဲသားကိုမီးဘူးကနေချပြီးတော့မလီးခင်9မိနစ်လောက်အနားပေးတာပါမဲသားနဲ့တွဲစားဖို့ chimichurri sauce လုပ်ဖို့အတွက် parsley ရယ် jalapeno ငရုတ်သီးရယ်ကြက်သွန်ဖြူရယ်ကိုကျွန်တော်တောက်တောက်ဆင်းပြီးတော့စားငရုတ်ကောင်းစီ white wine vinegar နဲ့ oregano တွေကိုထည့်ပြီးတော့ sauce လုပ်ထားလိုက်ပါတယ်မဲသားလေး9မိနစ်လောက်နားထားပြည့်ပြီဆိုရင်တော့လှီးလိုက်ပါတယ်ကျွန်တော်မိမက medium rare ကြက်တဲ့အတွက် medium rare လေးกินထားပေးတာပါ Dennis ကတော့ကိုကြိုက်သလိုกินလို့ရပါတယ်ကျွန်တော်တို့ကတော့ medium rare ပဲကြိုက်တာပါ well done စားခြင်းတော့ well done กินပါဒါပေမဲ့မနေ့ပြန်ထိဝါနေရမှာပါအာလူကြောင်းလေးကိုတော့စားငရုတ်ကောင်ထည့်ပြီးတော့ထည့်ပေးလိုက်ပါတယ်ပြီးရင်တော့ caviar 9ဦးလေးတွေကိုလည်းထည့်ထားပေးလိုက်ပါတယ်